အခန်းနဲ့စာလိပ်နံပါတ်234စီးမြင့်ဥပဒေသား2ငါဟာနေ့တစ်တိုင်းကိုနှလုံးသားထဲကလာတဲ့ချစ်ချင်းတရားတွေနဲ့ရင်ဆိုင်ဖြတ်ကျော်မယ်ဒုတိယစာလိပ်ထဲမှာဖော်ပြထားတဲ့စီးမြင့်ကတော့နေ့ရက်တိုင်းကိုအပြုသဘောဆောင်တဲ့အကောင်းမြင်စိတ်တွေကျေးဇူးတည်တတ်မှုတွေမေတ္တာတရားတွေနဲ့အတူဖြတ်တန်းရမယ်ဆိုတဲ့စီးမြင့်ပါပဲဒီစီးမြင့်ကိုကြည့်ပြီးဟာဖစ်ကဘဝမှာငါပြောတဲ့စကားကိုမယုံကြည်သူတွေရှိမယ်ငါရဲ့ဝေစားစင်ရင်ပုံနဲ့မျက်နှာအမူအရာကိုသဘောမကျသူတွေရှိမယ်ဒါပေမဲ့ငါချစ်ချင်းမေတ္တာကတော့သူတို့အားလုံးအပေါ်ဖြန့်ကျက်ထားနိုင်စွမ်းရှိစေရမယ်နေ့တစ်တိုင်းကိုချစ်ချင်းမေတ္တာနဲ့ကြောဖြတ်မယ်လို့တန်ဋိဌာန်ချလိုက်ပါတယ်နေ့တစ်ခုကိုအမုန်းတရားတွေအလိုမကျမှုတွေနဲ့စတင်မဲ့အစားရင်ထဲရလာတဲ့ချစ်ချင်းမေတ္တာတွေနဲ့သာကြိုးစိုးပွေဖက်ပါနေမင်းကြီးရဲ့အနှွေးဓာတ်ကိုချစ်မြတ်လို့ပါမိုးဆက်လေးတွေကြောင့်တန်ရှင်းစင်ကြယ်သွားမှုတွေကိုချစ်မြတ်လို့ပါကျယ်လေးတွေရဲ့လင်းလက်တောက်ပမှုကိုချစ်မြတ်လို့ပါနှလုံးသားကိုကြီးမားကျယ်ပြန့်လာစေတဲ့ပျော်ရွှင်မှုတွေကိုကြိုးစိုးလက်ခံတယ်လို့စိတ်နှလုံးကိုရင့်ကျက်စေနိုင်တဲ့ဝမ်းနည်းပူဆွေးမှုတွေနဲ့လောကဓာတ်အခက်အခဲတွေအတွက်လည်းတကားဖွင့်ထားပါစကားပြောတဲ့အခါမှာလည်းရန်သူတွေကိုအတိအမှတ်ပြုချီးမွမ်းရင်မိတ်ဆွေဖြစ်အောင်လုပ်ပါမိတ်ဆွေတွေကိုအားပေးစကားပြောရင်ညီရင်အကိုတွေလိုဖြစ်လာအောင်လုပ်ပါအတင်းအဖျင်းတွေကိုရှောင်ပြီးလူတစ်ဖက်သားကိုချီးကျူးအားပေးတဲ့စကားတွေကိုသာပြောဆိုပါတစ်ဖက်သားကိုအပြစ်တင်ခြင်းစိတ်ဖြစ်လာချိန်မှာကိုရှာကိုကြိုက်ပြီးမပြောမိအောင်ထိမ့်ပါတစ်ဖက်သားရဲ့ကောင်းကြောင်းဆိုရင်တော့ခေါင်းမိုးပေါ်တက်ပြီးအားလုံးကြားအောင်အော်ပြောလိုက်ပါမျောလင်းချက်တွေထမ်းပိုးထားတဲ့လူငယ်တွေကိုချစ်မြတ်လို့ပါအသိပညာတွေမျှဝေပေးကြတဲ့အသက်ကြီးရွယ်အိုတွေကိုလည်းချစ်မြတ်လို့ပါတွေ့ဆုံရသမျှလူတိုင်းကိုချစ်တဲ့မျက်လုံးပြုံးတဲ့မျက်နှာချိုသားတဲ့စကားလုံးတွေနဲ့ပြောဆိုဆက်ဆံပါလူသားတိုင်းကိုချစ်ချင်းမြတ်တာတွေမျှဝေပါကိုယ့်ရဲ့သွေးကြောထဲမှာအမုန်းတရားတွေအတွက်နေရာမရှိပဲချစ်ချင်းမြတ်တာတွေနဲ့သာစီးစင်းလဲပတ်နေအောင်ကြိုးစားပါနေ့တစ်တိုင်းကိုချစ်ချင်းမြတ်တာတွေနဲ့သာဖြတ်သန်းပါဟာဖစ်ဟာနံပါတ်1စာလိပ်ရဲ့လမ်းညွှန်ချက်ကိုသူ့ရဲ့အလေးအကျင့်တစ်ဖွဲဖြစ်လာအောင်အထက်ပါအတိုင်းစူးစမ်းအားထုတ်ပြီးနံပါတ်3စာလိပ်ကိုဖွင့်ဖတ်ခဲ့ပါတယ်။စီးမြင့်ဥပဒေသား3အောင်မြင်မှုမရသေးသည့်ကြက်ကြက်ခံပြီးဇွဲရှိရှိစူးစမ်းမယ်။နံပါတ်3စာလိပ်ကတော့ဇွဲလုံးလဝိရိယနဲ့ပတ်သက်ပါတယ်။ဘဝရဲ့အောင်မြင်မှုနဲ့ဆုလက်အများစုကိုအစပိုင်းကတည်းကစောစောစီစီရရှိနေတာမဟုတ်ပဲလိုအပ်တဲ့ခြေလမ်းပေါင်းများစွာနှမ်းလျှောက်ပြီးမှသာရယူပိုင်ဆိုင်နိုင်တာပါ။တခါတလေမှာခြေလမ်းတစ်ထောင်လောက်ရှောင်လန်းပြီးတဲ့အထိမအောင်မြင်ပေမဲ့နောက်ထပ်ခြေလမ်းအနှဲငယ်မှာအောင်မြင်မှုကစောင့်ဆိုင်နေရမျိုးဖြစ်တတ်ပါတယ်။ဘယ်တစ်ခွေမှာအောင်မြင်မှုကစောင့်ဆိုင်နေမယ်ဆိုတာခန့်မှန်းလို့မရပါဘူး။ဒါကြောင့်အောင်မြင်ခြင်းသူတယောက်ဟာလမ်းတစ်ဝက်ကနေနောက်ပြန်မလဲပဲအောင်မြင်မှုမရသေးသေးကြက်ကြက်ခံပြီးဆက်လျှောက်ဖို့လိုအပ်ပါတယ်။သေးငယ်တဲ့ဓာတ်ခုတ်ရာလေးတွေကကြီးမားတဲ့သစ်ပင်ကြီးကိုပြိုလဲစေနိုင်ပါတယ်။သေးငယ်တဲ့မိုးရေစက်လေးတွေကတောင်ကြီးတစ်ခုလုံးကိုတိုက်စားပစ်လိုက်နိုင်ပါတယ်။ကြီးမားတဲ့ပီရမစ်ကြီးတွေကိုလည်းသေးငယ်တဲ့အုတ်ခဲလေးတွေနဲ့စုပေါင်းပြီးတည်ဆောက်နိုင်ပါတယ်။စူးစမ်းအားထုတ်မှုကိုထက်ခါပြုလုပ်သွားမယ်ဆိုရင်မပြင်းမြောက်နိုင်တဲ့အရာရဲ့လို့မရှိပါဘူး။ဒါကြောင့်အောင်မြင်မှုမရသေးသေးကြက်ကြက်ခံပြီးဆက်ကြိုးစားပါ။ရှုံးနေမှုလက်လျှော့အရှုံးပေးမှုမဖြစ်နိုင်မှုမလုပ်နိုင်မှုမျောလင့်ချက်ကင်းမဲ့မှုဆိုတဲ့စကားလုံးတွေကိုကိုယ့်ရဲ့အဘိဓာန်ထဲကနေထုတ်ထားလိုက်ပါ။နေ့ရက်တိုင်းမှာစဉ်ဆက်မပြတ်ကြိုးစားရင်တစ်ချိန်မှာအောင်မြင်မှုရလိမ့်မယ်လို့ယုံကြည်ပါ။အောင်မြင်မှုတစ်ချိန်ရဖို့အတွက်ရှုံးနေမှုအချိန်ပေါင်းများစွာကြုံရမယ်ဆိုတာကိုလည်းခေါင်းထဲထည့်ထားပါ။လုပ်ငန်းခွင်တွေကအခက်အခဲတွေကိုရင်ဆိုင်ကြော်ဖြတ်ရင်မအောင်မြင်မချင်းထက်ခါကြိုးစားပါဘဝမှာလုံလောက်တဲ့အတိုင်းအတာအထိကြက်ကြက်ခံနိုင်သူတွေဟာအနိုင်ရရှိစမြဲပါပဲ